နက်ကလင်းထူရောက်တယ်နေပေါင်းကဘယ်ကလင်းထူတော့ငိုင်းထိုင်နေကြလက်ဖက်ရည်ဆိုင်လေဟင်းမင်းထိုင်တဲ့လက်ဖက်ရည်ဆိုင်ကိုပြောတာနဲ့ဘသူကတိမှာတော့ဟာအရှိမ intro လေးပါလေနည်းနည်းရေးမှာဟာတိမှာပေါ့ရေးတာနဲ့တန်းသိအောင်မင်းကပါမလို့လေငါကနိုင်ငံကျော်တော့မယ်စာရေးဆရာလေးဟေးမနေနဲ့မင်းကိုအချင်းချင်းမို့နည်းနည်းပြောပြလိုက်မယ်နောက်ဆိုငါကနာမည်ကြီးတော့မှာမင်းအခုလိုတူတူထိုင်ပြီးလက်ဖက်ရည်ထောက်ခွင့်ရဖို့တောင်လွယ်တော့မှာမဟုတ်ဘူးအမလီအသားလွတ်ကြီးပါလားမင်းကဘယ်လိုစာရေးဆရာကြီးဖြစ်သွားရတာတော့နာမည်ကြီးတော့မယ်ပြောရအောင်လဲဘားဒီရေးလို့ဘယ်မှာပါပြီတော့ပြောစမအောင်ဒါကြီးမင်းကတော့တော်တော်ခေတ်နောက်ကျော်နေပြီပဲအခုဆိုငါ၃ချောင်းကဗျာတွေလည်းရေးနေပြီတခါကလေးတော့2ချောင်းပဲပါတာလည်းရှိတယ်ဒါမျိုးတွေရေးဖို့ဆိုတာတော်ယုံအမှုပညာအခါမျိုးနဲ့ရတာမဟုတ်ဘူးကွာကြုံလို့ပြောပြရင်ဆီလာအောင်ချင်းတို့ဆီလာကြီးစောအေးတို့တီးတယ်မလားသူတို့ရေးတယ်လို့မျိုးတွေပေါ့အမှုပညာပေါ့ကွာနေပေါင်းဆီလာအောင်ချင်းတို့ဘာလို့ထည့်ပြောရအောင်သူတို့ကစားရေးကတဲ့ကမင်းတို့ Facebook မှာရေးတင်တယ်လို့စား2ချောင်း3ချောင်းတွေကိုခန်းစားချက် modern ဘာညာ shop ဖြိုးဒီကဗျာကောင်းစင်တတ်ထားတာမျိုးတွေရေးတာမဟုတ်ဘူးကွာကန်ဒဝင်းမမတို့ဘာဒီတော့ဖက်ဖူးလားအသေးဆွဲကဗျာဆရာတို့တော့ပြီးတော့ဟိုကအရှိရေးနိုင်လို့မဟုတ်ဘူးကွာစကားလုံးနည်းနည်းနဲ့ထီအောင်ရေးနိုင်လို့ထီအောင်ရေးတာအဲ့လာကိုလည်းအားလုံးကဝိုင်း respect ပေးတာအမှုပညာပေါ့ကွာဟာမင်းကခိတဲ့အရေးသားတွေကိုအထင်သေးတာကိုငါတို့လည်းအဲ့လိုထီအောင်ရေးတတ်ပါတယ်ဟာအခိုးတောင်တပုတ်လက်တန်းဆက်ပြလို့ရတယ်နားခေါမနေ့ကတူမလည်းတွေ့တယ်လမ်းမှာရင်ထဲကစကားတခုနှုတ်ကဖွင့်ဟာလိုက်တယ်ထမင်းစားပြီးပြီလားပြီးပြီလားဒါပဲလားအေးဒါပဲလေဟင်ဖဲမာတော့ကြဗျာဟာအဲ့ဒါကြဗျာပဲလी modern ဟာဘလောက်တစ်လဲထမင်းစားပြီးပြီလားနဲ့ပဲတနေတဲ့ FA တွေကိုလည်းကိုစားပြူတယ်နှုတ်ကဖွင့်ဟာလိုက်တယ်ဆိုတဲ့နေရာမှာဆိုငားရဲ့နှုတ်ခမ်းဖူးဖူးလေးကိုငင်ရောင်သွားလောက်တယ်ဟာစာဖတ်တဲ့လူကမင်းကမှမသိတာမင်းဘယ်လိုမြင်ရောင်မှာတော့အော်ခက်ပြီငါကမနှက်ဖြန်တံပတ်ခါပဲနိုင်ငံကျော်တော့မှာပါဆိုဒီနလာပိန်တုံးနဲ့လည်းခက်ပါတယ်ဘလောက်ပြို့ပြို့ကျွဲပါ DJ တီးပဲစောင်းလောက်တော့လောက် modern ဓမ္မပါဆိုမင်းကတော်တော်တိတ်အောင်နေတာပဲစောင်းတီးတီး DJ တီးမင်းကတော့ကျွဲပါပဲထားပါတော့ဒါနဲ့မင်းကအဲ့လောက်အောက်ခြေလွတ်နေအောင်မင်းရေးတာတွေဘဲမှာပါပြီးဘဲစားဆောင်မှာပုံနေပြီလို့လေလင်းစမ်းမအောင်ကိုရည်သွေးသလိုတို့ဖြစ်မယ်ကွာပြောပြမယ်ငါကပြောင်းနေဖို့ကျောင်းလုံးကနိုင်ငံဘက်စားဆောင်မှာပါဘူးတယ်နောက်ပြီးငါးစားတွေအားလုံးကိုတိုင်းခန်းတင်ဖေးနေတဲ့ page နှစ်ခုရှိတယ်ကိုပါကိုထောင်ထားတဲ့ page လည်းနှစ်ခုသုံးခုလောက်ရှိတယ်နောက်ပြီး online publish platform တွေကိုလည်းစာမှုတွေပို့ထားတာရှိတယ်စာဖတ်တို့ story ဟာတို့အော်အဲ့ platform တွေမှာတော့အရွေးခံရပြီပေါ့မဆိုးပါဘူးစာမှုပို့ထားတော့ရှိသေးတာပါအရွေးတော့မခံရသေးဘူးရဲ့ဒါနဲ့များနာမည်ကြီးစာရေးဆရာဆိုဘယ် magazine channel မှာပါဘူးလို့လဲစာအုပ်တွေပါတွေများထုတ်ဖူးလားလို့အလကဘာမှလည်းမဟုတ်ဘူးဟာငါကောင်ရငကိုကလေးကကြက်ကျန်းဒီဆိုတာဒီလိုပဲကွာရေးတဲ့လူကိုယ်တိုင်လဲကျုံစားယုံကန်နေရတော့ပဲကိုဖတ်တဲ့လူကကိုအထင်ကြီးပြီးမိုဒီတွေတဖွာဖွာတက်လာအောင်ရေးရတာမျိုးဘာတွေဖြိုးနေရလဲဘဲကတက်ကျန်းလဲအဲ့ဒါကြောင့်လဲမင်းတို့နောက်ကြကျန်းနေခဲ့တာခဏခေါင်းစဉ်မကြောက်စေးနဲ့ခေါင်းစဉ်ကိုလည်းပြန်ဖတ်အောင်ငါရေးနေရတက်ကျန်းဟာငတုံတော်ပြီကွာမင်းနဲ့ပြောရတာလေးကုန်လဲသွားတော့မယ်လက်ဖက်ရည်ဖို့မင်းမဲပေးလိုက်တော့ငါကပါကီစားနဲ့လက်ဖက်ရည်ဖို့ရှင်းရမှာတော့ငါလိုနိုင်ငံကျော်တော့မယ်စာရေးဆရာတယောက်စီကတင်မနက်စာပညာတွေတင်ယူခွင့်ရတာဒီလောက်တော့ရင်းရတာတန်းပါတယ်ငါခေါင်းကြီးရသွားဦးမယ်ငါစာတွေ viewer ဘလောက်တက်ပြီးလေးကြည့်သည်မတက်သေးရင်အမျိုးတွေစီဖုန်းဆက်ရဦးမယ်ဒါငိ